ပစ္စည်းစရင်ကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ပထမအဆုံးထည့်ပေးရမှာက unit ကိုဖြည့်ပေးတော့မယ်ဆိုရင်ကျွန်တော်တို့ unit category ကိုအရင်ဖြည့်ပေးရမယ်ဆိုလိုတာကဥပမာမိတ်ဆွေဆိုင်မှာမိတ်ဆွေရဲ့ဆိုင်ကအထက်ဆိုင်ဆိုပါတော့အထက်ဆိုင်ဆိုရင်ကျွန်တော်တို့ guide တွေ pay တွေပြီးတော့ဖာလို့တွေစသဖြင့်ပေါ့နော်အတိုင်းထွာတွေနဲ့ရောင်းတာရှိမယ်ဒါမှမဟုတ်လို့ရှိရင်အထယ်လိုက်ရောင်းတာမျိုးရှိမယ်ပေါ့နော်တစ်ထယ်နှစ်ထယ်တစ်ပါကင်တစ်အိတ်စသဖြင့်အရေးအတွက်နဲ့ရောင်းတာမျိုးလည်းရှိမယ်ဟိုရောင်းတဲ့ unit အမျိုးအစားတွေကိုကျွန်တော်တို့ဒီမှာလာဖြည့်ပေးရမယ်ကျွန်တော်တို့ဆိုင်ရတော့စားသောက်ဆိုင်ဖြစ်တယ်အရေးအတွက်နဲ့ပဲကျွန်တော်တို့ရောက်တယ်ဒါကြောင့်မို့လို့ဒီမှာအရေးအတွက်လို့ကျွန်တော်ထည့်မယ်ဒါဆိုရင်ကျွန်တော်ဆိုင်မှာသုံးတဲ့ unit category အမျိုးအစားကိုကျွန်တော်ဖြည့်လိုက်ပြီတကယ်အသုံးပြုမဲ့ unit ကိုကျွန်တော်စဖြည့်တော့မယ်ကျွန်တော်တို့ဆိုင်မှာကတော့စားသောက်ဆိုင်ဖြစ်တာကြောင့်မို့လို့ကျွန်တော်တို့အရေးအတွက်မှာဆိုရင်ပွဲရည်လိုက်ပဲရောင်းတယ်ပွဲတစ်ပွဲနှစ်ပွဲသုံးပွဲအဲ့လိုပဲစသဖြင့်ရောင်းတယ်ဒါကြောင့်မလို့ပွဲလို့ထည့်မယ်ပြီးတော့ unit category ရွေးပေးမယ်ပြီးတော့ type ဒီ type မှာဆိုရင်တော့ပထမဦးဆုံးဒီ unit category အတွက်ပထမဦးဆုံးဖန်တီးတဲ့ unit ကိုဆိုရင်ကျွန်တော်တို့ base လို့ပဲထားပေးရမယ် quantity မှာဆိုရင်1လို့ပဲထားပေးရမယ်ပထမဆုံးစဖန်တီးတာမို့လို့1လို့ပဲထားပေးရမယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့က equal ရဲ့ smaller ရဲ့ bigger ရဲ့သုံးခုအကြောင်းကျွန်တော်အသေးစိတ်လေးပြောပြပေးမယ် equal ဆိုတာကတော့ဒီ base လောက်ထားတဲ့ unit ပေါ့နော်အဲ့ဒီ unit နဲ့အခုကျွန်တော်ထည့်လိုက်တဲ့ unit နဲ့ကတူလားပေါ့ဥပမာတပွဲဆိုလဲတစ်ခုပဲတစ်ခွဲဆိုလဲတစ်ခုပဲအဲ့လိုမျိုးတူတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ equal ကိုရွေးပေးဒါဆိုရင်တော့ equal ရေးရဆိုရင် quantity ကလည်း1လို့ပဲထည့်ပေးရပါမယ်မဟုတ်ဘူးကျွန်တော်ကဒီနေရာမှာခွဲ့နဲ့မဟုတ်ဘူးပေါ့နော်ဥပမာထားပါတော့အထက်ဆိုရင်parking ပေါ့နော်base unit ကအထက်ဆိုရင်တစ်ခုပြီးတော့ parking ဆိုရင်တစ် parking မှာဆိုရင်12ထပ်ပါတယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ parking ပေါ့နော်ဒါဆိုရင်သူက base ထားတဲ့ unit ထဲပို့ပြီးတော့ကြီးတယ်ဆိုရင်ဒါကို bigger လို့ရွေးပေးရမယ်ပြီးတော့ဒီမှာတပါကင်မှာဆိုရင်12ပွဲပါတာမို့လို့ကျွန်တော်12လို့ကျွန်တော်ဖြည့်လိုက်မယ်ပြီးတော့တကယ်လို့မိတ်ဆွေကဒီမှာထည့်တဲ့ unit က base unit ထဲငဲတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ smaller လို့ရွေးပေးပါဒီမှာတော့အဲ့ဒီ unit နှစ်ခုကြာစစ်တွက်ချက်ကိုကျွန်တော်တို့ထည့်ပေးရမယ်အခုကတော့ကျွန်တော်ခွဲလို့ပဲထည့်မှာမို့လို့တူနေတယ် base ထားတဲ့ unit နဲ့အတူတူပဲဖြစ်တယ်ဒါကြောင့်မို့လို့ equal လို့ပဲရွေးမယ်ပြီးရင်ဒီမှာ1လို့ပြန်ထားပေးမယ်